ဒီနေ့ကျွန်တော် Lotus ကနေပစ္စည်းမှာမယ်ပေါ့နော်ကျွန်တော်မှာမယ့်ပစ္စည်းလေးတွေကတော့ရွေးပြီးသွားပါပြီ total ကတော့993ဘတ်ကျပါမယ်ဒါဆိုရင်တော့ကျွန်တော် check out မလုပ်ခင်မှာကျွန်တော်မှာရှိနေတဲ့ cash discount coupon တွေကိုတွားပြီးတော့သုံးပါမယ်ဒီ300ဘိုးဝင်30ဘတ်ရော့မယ်ဆိုတဲ့ coupon လေးကိုသုံးလိုက်ပါမယ်ပြီးရင်ကျွန်တော်မှာ Lotus က coin တွေရှိနေသေးတဲ့အတွက်အဲ့ဒီ coin တွေကိုလည်းသုံးလိုက်ပါမယ်36 coin ဆိုတော့36ဘတ်ထက်ရော့သွားတာပေါ့နော်ဒါဆိုရင်တော့စောစောတော့993ဘတ်က928ဘတ်ပဲကျန်ပါတော့တယ်payment method ကိုတော့ကျွန်တော်က pay on delivery ကိုပဲရွေးလိုက်ပါတယ်ဒါဆိုရင်တော့ order place ဖြစ်သွားပါပြီပုံမှန်ဆိုရင်တော့ Lotus ကနီးနီးလေးပဲဆိုတော့ကျွန်တော်လမ်းလျှောက်ပြီးသွားဝယ်တာပေါ့နော်အခုတစ်ခေါက်ကစံအိတ်တွေရောပါတယ်ဆိုတော့ free delivery နဲ့ပဲ online ကနေမှာလိုက်ပါတယ်ဒါကတော့သူတို့ရဲ့ marketing ပေါ့နော်ကျွန်တော်တို့နာမှာ Max တွားရမလား Lotus တွားရမလားစဉ်းစားနေရသူကအများနဲ့ဒီလို coupon တွေအများကြီးပေးနေတဲ့ခါကျတော့ Lotus ကိုပဲတွားဖြစ်သွားတာပေါ့နော်ကျွန်တော်ကတော့ဒီ cashier မှာငွေမရှင်းခင်ဆိုရင်ကိုယ်မှရှိတဲ့ coupon တွေကိုအများနဲ့ message ဖြစ်တယ်ဒီ coin တစ်ခုကတပတ်နဲ့ညီတာဆိုတော့လေ10 coin ဆိုရင်10ရော့မှာလေအင်ရှင်မတွေဆိုတော့အဲ့လိုပဲပေါ့နော်တကယ်လို့မှကိုကဒီ coin တွေကို Lotus မှာပြန်မသုံးချင်ဘူးဆိုရင်ဒီသူပြထားတဲ့အောက်က site နေစီကို transfer လုပ်လို့လည်းရတယ်ဘန်ချက်ဆိုရင်စီဆိုင်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့ရဲ့ order လေးရောက်လာပြီဖြစ်တဲ့အတွက်ပစ္စည်းသွားယူကြမယ်อ๋อเนี่ยเราผมมาเนี่ย ส่งวันนี้ไง ได้ครับ ขอบคุณค่ะ